ဆိုလို့ရှိရင် Smino ရဲ့အင်ဂျီကိုပြန်ရောင်းတော့မယ်လို့သတင်းတွေတက်နေရပေါ့နော်အဲ့ဒီအင်ဂျီကအခုပေါ့နော်ဒီအမေရိကမှာသူတို့ဝယ်ထားတာပေါ့နော်ဒေါ်လာ16 သန်းနဲ့ဝယ်ထားတဲ့အင်ဂျီပေါ့နော်အခုဆိုလို့ရှိရင်သူတို့က21 သန်းနဲ့ပြန်ရောင်းမယ်ဆိုပြီးတော့မှကြေညာထားတယ်ပေါ့နော်အဲ့လိုမျိုးဒီပေါ့နော်ဒီအိမ်ချန်မြေ website မှာပေါ့နော်သူတို့တင်ထားတာပေါ့အဲ့ဒါကဘာကြောင့်ပြန်ရောင်းရတာလဲဆိုလို့ရှိရင်ကြတော့သူတို့ကဒီအိမ်ငါးကတွေအခွန်တွေအာမခံချီတွေတွင်းရတာမျိုးတွေရှိတယ်အဲ့ဒီဟာတွေကို3လကနေ6လကြာမှမတွင်းနိုင်တဲ့အခါမှာသူတို့ကဒီပေါ့နော်သူတို့ကိုဘယ်လိုမျိုးပြောကုမ္ပဏီကနေပေါ့နော်အဲ့လိုမျိုးပြန်ရောင်းတော့မယ်ဆိုတဲ့သတင်းတွေပေါ့နော်ထွက်နေတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဘယ်လိုမျိုးပြောရမလဲဆိုတော့စိတ်ထဲမှာတော့မကောင်းပေါ့နော်သူတို့အစားကိုပါဘယ်လိုမျိုးလဲဝမ်းနဲ့တလူလိုဘလို့ကြီးမှန်းမသိဘူးကွာခံစားရတာကြီးကမှုကြီးကမကောင်းပေါ့နော်ဘယ်သူမဆိုပဲလीနော်ဒါကိုပိုင်ဆိုင်ထားတဲ့အရာတစ်ခုကိုဘယ်သူမှဒီလိုမျိုးတော့လှုပ်ချင်မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အခုကသတင်းတွေမှာကအဲ့လိုမျိုးတက်နေတယ်တကယ်အမှန်ဖြစ်ဖို့လည်းများတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့တေချာလားမတေချာလားဆိုတာကကြတော့ဒီပြန်ပြီးတော့စောင့်ကြည့်မှရမယ်ပေါ့နော်သူတို့ဘက်ကဘာပြန်ပြောလာမလဲအခုချိန်ထိတော့သူတို့ကိုနိုင်ကဘာမှတင်ထားတာပြောထားတာတော့မရှိသေးဘူးဒါပေမဲ့အဲ့ဒီ website မှာသွားကြည့်တဲ့အခါမှာသတင်းတွေတက်နေတာပေါ့နော်အဲ့ဒါကြောင့်မို့အဲ့ဒါကိုလာပြီးတော့ပြောပြပေးတာဆိုတော့စိတ်တော့မကောင်းဘူးပေါ့နော်ဒီသတင်းကအမှန်မဟုတ်ပါစေနဲ့လို့ပဲဆုတောင်းပေးတယ်ပေါ့နော်